ဟယ်လိုအဆွန်လာဆိုင်ဦးစုကလေးအနော်အခုကခြုံပဝါလှလှလေးပြပေးမယ်နော်ခြုံပဝါကကြတော့ဒီလိုအလျားက60လက်မှရှိပါတယ်နောက်ဒီလိုအကျယ်ကကြတော့22လက်မှရှိပါတယ်အရန်ပဲလှပါတယ်ဒါလက်ရက်ကန်းထဲပါခြုံပြမယ်နော်ဘယ်လောက်ကြီးလဲဆိုတော့ဒါကလက်ဆောင်ပေးလဲကောင်းတယ်ကိုတန်ခကြီးထွက်ရင်ခြုံလဲအရန်ပဲလှပါတယ်ဒါလေးကတော့အနော်ခြုံလာတာချိုးချင်ရောင်လေးပါနော်တခြားကာလာလေးတွေလည်းရပါသေးတယ်တခြားကာလာလေးကဒါပန်းပေးတာရောင်လေးပါနုလေးအရန်လာပါတယ်ခုနအနောချုံနဲ့ချိုချင်ရောင်လေးပါပေးတာရောင်လေးပါနော်နို့စဲရောင်လေးပါလူတိုင်းကြိုက်တဲ့အဖြူရောင်လေးပါနော်အဖြူရောင်လေးကတော့လူကြီးလူငယ်မရွေးကြိုက်ကြပါတယ်အဖြူရောင်လေးကိုအနောဖြန့်ပြမယ်ဒီလိုလေးပါအရန်ပဲလာပါတယ်နော်9ထဲ10ထဲကနေစပြီးတော့လက်ကားစင်းနဲ့အပေးလို့ရပါတယ်။ online ကနေလည်းအနောကမြို့နယ်အစုံကိုပို့ပေးပါတယ်နော်။